はい皆さんこんにちは私マロリはみんなの日本語チャプター1ကိုပေါ့နော်တင်မိခဲ့တယ်ဒီနေ့မှာကြတော့みんなの日本語ရဲ့チャプター2ပုံမိုးလေးကိုတစ်ချက်ရှင်းပြပေးမယ်ပေါ့နော်はいチャプター2ပုံမိုးမှာကြတော့私တို့ပတ်တန်ကဒီမှာ1 2 3 4 5 6မျိုးလောက်တော့ရှိရပေါ့နော်ဒါပေမဲ့အရင်တော့မများပါဘူးဒါအရှိရပတ်တန်လေးကြီးလည်းပြတ်ပါတယ်ဆိုတော့နည်းနည်း example စာကြောင်းလေးကြီးနဲ့ကြက်လို့ရှိရင်တော့တွေ့မယ်ပထမဆုံးပတ်တန်လေးကကြတော့ခိုတယ်ဆိုတဲ့အားတွေว่าနာနေနာနေ test ဒီဟာဟိုကဟာကနိုင်နာနေဖြစ်ပါတယ်တဲ့အဲ့ဒီကြားထဲက私အရှိမလည်းပြောခဲ့တယ်နိုင်နာနေဆိုတဲ့နေရာမှာတော့အများကြီးထည့်ပြီးလို့ရတယ်ပေါ့အဓိကနောင်းနေထည့်ပြီးလို့ရတယ်အရှိမ私အောက်မှာ私 example ပြထားသလိုမျိုးပဲခိုတယ်ว่า私のペンですဒီဟာကကျွန်တော်ရဲ့ပန်ဖြစ်တယ်ဆိုရဲว่าチョコレートですဒီဟာကတော့ဟိုဟာကတော့ chocolate ဖြစ်ပါတယ်はいခိုတယ်ဆိုတဲ့အားတွေကအဓိကဘယ်နေရာမှာဘယ်ဟာကိုခိုတယ်သုံးလဲဆိုလို့ရှိရင်私အောက်မှာတစ်ချက် notes လေးနဲ့ရေးပေးထားတယ်ပေါ့နော်ခိုတယ်ဆိုတာကကိုယ်နဲ့အနီးဆက်ဆုံးနေရာပြောတဲ့လူနဲ့အနီးဆုံးနေရာမှာရှိတာပြောမယ်ဆိုလို့ရှိရင်ပြောတဲ့လူရဲ့လက်ထက်မှာကင်ထားတာဖြစ်ဖြစ်ဒီလုံးနဲ့မြင်ရတဲ့အနီးဆက်ဆုံးနေရာမှာဖြစ်ဖြစ်ရှိတဲ့ဟာကို私တို့ခိုတယ်လို့ခေါ်တယ်ဆိုရဲကြတော့အဓိကပြောတဲ့လူနဲ့အနီးဆက်ဆုံးမဟုတ်ဘူးပေါ့နော် second person ကိုယ်နဲ့အတူတူစကားပြောနေတဲ့ second person ရဲ့အနီးနားမှာရှိနေတာကိုတော့လှမ်းမြင်နေပေါ့နော်လက်လှမ်းမမီရဲ့နေရာဒါပေမဲ့ကိုယ်နဲ့စကားပြောနေတဲ့တကယ်ချင်းတယောက်ရဲ့အနားမှာရှိနေရဆိုလို့ရှိရင်ကကြတော့ဆိုရဲအားရဲရောက်တော့ကိုယ်နဲ့ကို second person နဲ့အဝေးမှာရှိနေတဲ့နေရာအားရဲလို့ခေါ်တယ်ထားပါတော့私တို့တငယ်ချင်းနဲ့လမ်းလျှောက်လာတယ်ပေါ့နော်မိပွိုင်နားလောက်မှာတိုက်ကြီးတစ်ခုမြင်နေဆိုလို့ရှိရင်အဲ့ဒါကိုအားရဲလို့တော့သုံးလို့ရတယ်はい私ဒီမှာပြပထမပတ်တန်လေးကခိုတယ်ဆိုတဲ့အားရဲว่า何々ですဒီဟာဟိုကဟာက何々ဖြစ်ပါတယ်何々ဆိုတဲ့နေရာမှာ noun လေးထည့်ပေးလို့ရတယ်私အရှိမပြောထားသလို noun တော့ noun အတွဲလိုက်ကြီးကိုလည်း noun လို့ပြောလို့ရတယ်ပေါ့နော်ဒီအပေါ်က example စာကြောင်းနံပါတ်1ကရောက်တော့ခိုတယ်ว่า私のパンဆိုတဲ့နေရာမှာ私のパンအတွဲလိုက်ကြီးက noun လို့ပြောလို့ရတယ်ပေါ့နော်はいဒါကြတော့နံပါတ်1ပတ်တန်လေးပါနံပါတ်1ပတ်တန်ကအရှိရဘာနဲ့တူလဲဆိုတော့နိုင်နန်နေဝါနိုင်နန်နေ test နိုင်နန်နေဒီနိုင်နန်နေဖြစ်သည်ဆိုတဲ့ပတ်တန်နဲ့အတူတူပဲဘာကြောင့်လဲဆိုလို့ရှိရင်ခိုးရဲဆိုတဲ့အားတွေကို私တို့က noun လို့သတ်မှတ်လိုက်လို့ဒီ y ရဲ့အရှိကထည့်တဲ့ noun လို့သတ်မှတ်လိုက်တဲ့အတွက်ကြောင့်မို့လို့နိုင်နန်နေဝါနိုင်နန်တန်နဲ့အနည်းဆက်ဆုံးတူရဲဆိုပြီးပြောလို့ရတယ်ပေါ့နော်ဟုတ်ဒီအနောက်က chapter 2ပတ်တန်လေးကလည်း chapter 1ပတ်တန်တွေကိုအခြေခံပြီးတော့ပြန်ပြီးတော့လုပ်ထားတဲ့အတွက်ကြောင့်မို့လို့နေမှတ်ရတာလွယ်ပါတယ်ဟုတ်နံပါတ်2ပတ်တန်လေးကကြတော့ခိုးရဲဆိုတဲ့အားတွေว่าနိုင်နန်ですかနိုင်နန်ですかဒီဟာဟိုကဟာကနိုင်နန်လားပြောမယ်ဆိုလို့ရှိရင်နောင်1လားနောင်2လားရွေးခိုင်းတဲ့ရွေးချယ်မှုကိုပြခိုင်းတဲ့နေရာဒီဟာအနက်ယူမှာလားအဖြူယူမှာလားဆိုပြီးတော့ပြောတဲ့ပုံစံတိုင်းပဲရွေးချယ်မှုတွေကိုပြခိုင်းတဲ့နေရာမှာသုံးတယ်ပေါ့နော်နံပါတ်2ကသူရဲ့ example စာကြောင်းလေးရောပါရှိအောက်မှာပြောခဲ့သလိုအားတယ်ว่าပန်ですかဒီဟာကဆိုလို့ရှိရင်ဟိုကဟာကပါမုတ်လားဘောပင်လားဟုတ်ဒါမှမဟုတ်ရှင်ဗလိုက်ရှိတို့ကပါမုတ်လားဘောပင်လားမမေးချင်ပဲနဲ့စကားစလုံးပေါင်းကိုမေးချင်တဲ့နေရာမှာပေါ့နော်အဓိကစလုံးပေါင်းကိုမေးချင်တဲ့ပုံစံလိုမျိုးဒီခါကျတော့သုံးရတာအားတယ်ว่าပန်ですかဟိုကဟာပါမုတ်လားဘောပင်လားはいこれは日本の料理ですかアメリカの料理ですかဒီဟာကဂျပန်ဟင်းလျာလားအမေရိကဟင်းလျာလားဒီမှာဆိုလို့ရှိရင်私အပေါ်မှာလည်းပြောခဲ့ရင်เนาะ noun တော့ noun အတွဲလိုက်ကြီးက noun လို့ပြောလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ日本の料理အတွဲလိုက်ကြီးကလည်း noun လို့ပြောလို့ရတယ်အမေရိကန်の料理ဆိုတဲ့အတွဲလိုက်ကြီးကလည်း noun လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ဒီကပိုင်ဆိုင်ခြင်းပြ not တွဲထားတဲ့အကြာလေးတွေကအတွဲလိုက်ဒီ noun လို့ပြောလို့ရတယ်ဆိုပြီးတော့私 chapter 1မှာပြောခဲ့တယ်ပေါ့နော်အဲ့ပုံစံလေးအတိုင်းဆက်မှတ်သွားရင်တော့ရပါတယ်ဟုတ်နံပါတ်2ပတ်တန်လေးကခိုရဲဆိုတဲ့အားတွေကနိုင်နန်ですかရွေးချယ်မှုပြတဲ့စကားလုံးလေးပေါ့နော်ပတ်တန်လေးပါはいနံပါတ်3လေးကကြတော့ခိုရဲဆိုတဲ့အားတွေကနိုင်နန်နော်နိုင်နန်ですဒီဟာဟိုကဟာကနိုင်နန်ရဲ့နိုင်နန်ဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီက私တို့ပတ်တန်chapter အပေါ်မှာပြောခဲ့တဲ့ပတ်တန်နိုင်နန်ဝါနိုင်နန် desk ကိုပဲအခြေခံသွားတာပဲပေါ့နော်ဟုတ်ဘာလို့ဆိုဒီမှာ
私いつめပြထားတယ်それは私のカバンですဒီဟာဟိုဟာကကျွန်တော်ရဲ့အိတ်ဖြစ်ပါတယ်これはဒီဟာက日本語の本ですဂျပန်စာအုပ်ဖြစ်ပါတယ်私のカバンကျွန်တော်ရဲ့အိတ်အတွဲလိုက်ကြီးကနောင်ဖြစ်တယ်လို့日本語の本ဂျပန်စာအုပ်ဂျပန်ဘာသာစကားရဲ့စာအုပ်ဆိုတဲ့အတွဲလိုက်ကြီးကလည်းနောင်ဖြစ်တယ်ပေါ့နော်။ဒီကဘာကွဲသွားလဲဆိုတော့ဝါသရှုနေရပြပုတ်တွေဖြစ်တယ်ခိုးတယ်ဆိုတဲ့အားတွေကိုထည့်လိုက်တာနဲ့ပဲကွဲသွားတယ်။ဒီကဒီ chapter 2ကကြတော့ခိုးတယ်ဆိုတဲ့အားတွေခုနုဆိုတော့အာနိုအဲ့ဒီဟာလေးကိုကွဲပြသိလို့ရှိရင်ရတယ်ပေါ့နော်။ဟုတ်လက်ရှိဒီမှာပြပြထားတယ်နံပါတ်1မှာခိုးတယ်ကိုနဲ့အနည်းဆက်ဆုံးနေရဆိုတဲ့ second person နဲ့နီးနားမှာရှိနေရအားတယ်ကိုရော second person ရောနဲ့အဝေးမှာရှိနေတဲ့နေရာအဲ့လေးတွေကိုပြသိရင်ရတယ်ပေါ့နော်ဟုတ်နံပါတ်4ပတ်တန်လေးကကြတော့ခိုးတယ်ဆိုတဲ့အားတွေက何々のですかအဲ့ဒါဆိုဒီ何々ရဲ့နေရာမှာမတရှိလို့မိကွန်းစကားလုံးဖြစ်တဲ့နန်ထည့်လို့ရတယ်ဗာလဲပေါ့နော်ဒါတယ်ဘယ်သူလဲထည့်လို့ရတယ်နောင်ထည့်လို့ရတယ်ပေါ့နော်はい私ဘယ်လိုထည့်ရမလဲဆိုရှင်ဒီမှာအောက်မှာနမူနာလေးတော့ပြထားရပေါ့နော်これは何ですかဒီဟာဗာလဲအခုသိချင်တယ်ကိုကဒီဟာကိုမသိဘူးပေါ့နော်ပြောမှဆိုရှင်ဒီစောက်ကဘာစောက်လဲမသိဘူးこれは何の本ですかအဲ့လိုသုံးလဲရတယ်ပေါ့何の本အတွဲလိုက်ကြည့်ရလဲနောင်ပဲအဲ့ဒါကြောင့်မလို့私ရဲ့ဒီမှာတော့ရေးပေးထားတယ်မြေခွန်းစလုံးတွေအပြင်ကိုနောင်မှထည့်လို့ရတယ်ဆိုတဲ့အကြောင်းရေးပေးထားတာပေါ့နော်အဲ့အေးစမဲစာကြောင်းလေးကကြတော့これは何ですかဒီဟာပါလေနောက်တစ်ကြောင်းကကြတော့あれは山田さんのですかဟိုကဟာက山田さんရဲ့ဟာဟုတ်ပါသလားပြောမယ်ဆိုရှင်私တို့အရှိမထားပါတော့အဲ့ဒီနေရာလေးမှာ私တို့ထီလို့ပါတော့တွေ့ရပဲထားあの傘は山田さんのですかလို့ပြောရင်လည်းရတယ်အဲ့တော့ကျတော့私အောက်မှာပတ်တန်5မှာပါမယ်ပေါ့နော်အဲ့လေးမပြောပြသေးဘူးနမထားပါတော့ကွာခါဆာဆိုတဲ့စကားလုံးကိုမိနေရဟိုထီကဘသူဟိုထီကယမနာဆန်ရဲ့ဟာလားလို့ကိုမမီးတတ်ဘူးဒါပါတော့ကိုကလည်းအဲ့ခါဆာဆိုတဲ့စကားလုံးလေးရဲ့ definition ဒီဘုတ်ကလေးကိုမိနေရဆိုလို့ရှိရင်အားတယ်ဝယမနာဆန်နော်ဒစကာအဲ့ဒါကဟိုကဟာကယမနာဆန်ရဲ့ဟာလားဘာလို့လဲမေးလိုက်လို့ရတယ်ပေါ့နော်ဟုတ်ဒီကကြတော့ခွဲရဲဆိုတဲ့အားတွေကနေရာပြဖို့ကိုပြောချင်တာဖြစ်ပါတယ်ဟုတ်နော်ပါလို့ရှင်နော်ဆိုတဲ့ပိုင်ဆိုင်ခြင်းပြပါလို့ရှင်ဝတရှိတို့ကပြောမယ်ဆိုရှင်အနောက်မှာနောင်ထည့်လေးရတယ်မထည့်လေးရတယ်ပေါ့နော်ဝတရှိအပေါ်မှာပြောခဲ့သလိုနောင်တော့နောင်အတွဲလိုက်ကလည်းနောင်လို့ပြောလို့ရသလိုနောင်တော့ရဲ့အနောက်မှာလည်းနောင်ထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်ပေါ့ဟုတ်ဝတရှိတို့ပတ်တန်5လေးရကြတော့このその何々は何々ですはいဒီဟိုရဲ့何々က何々ဖြစ်ပါတယ်အဲ့နာခုနိုဆိုနိုအာနိုရဲ့အနောက်မှာအများစုကနောင်းမဲ့လိုက်တယ်ပေါ့နော်နောင်းမဲ့လိုက်တယ်လို့မှတ်ထားရင်ရတယ်ခုနိုဆိုနိုအာနိုရဲ့အနောက်မှာနောင်းမဲ့လိုက်ပါတယ်はい私ရဲ့ example လေးကိုကြည့်လိုက်လို့ရှိရင်တော့ပိုသိတာပါပဲပေါ့နော်この傘は私の傘ですဒီထီကကျွန်တော်ရဲ့ထီဖြစ်ပါတယ်はい私ဒီမှာပတ်တန်နံပါတ်4မှာပြောခဲ့တယ်เนาะပြောခဲ့တယ်ဟိုထီကယမရဆန်ရဲ့ဟာလားဆိုပြီးတော့မပြောတတ်လို့ရှင်私တို့ကိုတယ်ဆိုတဲ့အားတွေကိုသုံးလိုက်တယ်ဆိုပြီးပြောတယ်လို့မျိုးပဲဒီဟာက私တို့ခါသာဆိုတဲ့စကားလုံးကိုသိတယ်ဟိုထီကဟိုကထီကဆိုပြီးတော့ပြောချင်တယ်ဟိုကထီဒီကထီဆိုပြီးတော့အဲ့လိုမျိုးပြောချင်တယ်ဆိုရင်ခိုနိုခါစာအာနိုခါစာဒီမျိုးလေးသုံးလို့ရတယ်ပေါ့နော်はい私တို့ဒီမှာအဲ့ဒါလို့သုံးလို့ရတဲ့ပုံစံလေးကကြာအပေါ်မှာဒီထီးကကျွန်တော်ရဲ့ထီးဖြစ်ပါတယ်လို့ပြောလို့ရတယ်လို့ဘာသာရှိလို့အပေါ်မှာလည်းပြောခဲ့တယ်။နော့ရဲ့အနောက်ကနောင်လေးတွေလည်းဖြောက်လို့ရတယ်ပေါ့နော်။ဟုတ်။နောက်တစ်ကြောင်ခုံလုံးခါစားမဝါသရှိနော်တက်ဒီထီးကကျွန်တော်ရဲ့ဟာဖြစ်တယ်။အရှိမထီးဆိုတဲ့နောင်ကိုပြောပြီးရတဲ့အတွက်ကြောင့်မလို့နောက်ထပ်ထီးကိုထပ်ကြတော့မလို့တော့ဘူးပေါ့နော်။မလို့တော့ဆိုတာထက်မထည့်လဲရတယ်ပေါ့နော်။မထည့်လဲရတယ်။ထည့်လိုက်လဲဘာမှဖြစ်တော့ဘာလို့ဆိုလက်ရှိတော့ဒီဟာကထီးကိုကျွန်တော်ရဲ့ဟာကဘာလဲဆိုတာထီးကိုညွှန်းကျင်တယ်ဆိုတာအရှိပိုင်းမှာပြောခဲ့ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ထီးဆိုတဲ့နောင်ဘာလို့ရှိထပ်ကြတော့မလို့တော့ဘူးပေါ့နော်ဟုတ်ဘာလို့ဆိုဘာလို့ရှိ level မြင့်လာလေသူတို့တွေကအတူချုံပြီးပြောလာတဲ့အတွက်ကြောင့်မလို့ဒီမှာတဲ့ကအတူချုံပြောတတ်အောင်သိထားလို့ရှိရင်တော့ရမယ်ပေါ့နော်ဟုတ်ရမယ်
ဒါဆိုလို့ရှိရင်私တို့ summary လေးတစ်ချက်ပြန်ဖတ်မယ်ပေါ့နော် summary မှာဆိုလို့ရှိရင်ခိုးတယ်ဆိုတဲ့あれは何々ですဒီဟာဟိုကဟာက何々ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်何々は何々ですနဲ့အတူတူပဲပေါ့နော်ခိုးတယ်ဆိုနောက်တစ်ခုကခိုးတယ်ဆိုတဲ့あれは何々ですか何々ですかဒီဟာဟိုကဟာကနောင်ဝင်လားနောင်တူလားနှစ်ခုကိုရွေးချယ်မှုပြတဲ့နေရာမှာသုံးတယ်ပေါ့နော်အဲ့ဒါကြောင့်နံပါတ်2ပတ်တန်လေးနံပါတ်3ပတ်တန်လေးရဲ့ကြတော့ခိုးတယ်ဆိုတဲ့あれは何々の何々ですဒီဟာဟိုကဟာက何々ရဲ့何々ဖြစ်ပါတယ်အဓိကနောရဲ့နောက်မှာဆိုလို့ရှိရင်နောင်ပဲလိုက်တာများတဲ့အတွက်ကြောင့်မို့လို့နောင်တော့နောင်အတွဲလိုက်ဆိုလို့ရှိရင်နောင်လို့ဆိုပြီးတော့မှတ်ရမယ်ပေါ့နော်အဲ့ဒီနောင်တော့နောင်အတွဲလိုက်နောင်ဆိုတာလည်းဘာသာရှိလို့ chapter 1မှာလည်းပြောတကုံမှတ်မဲ့ဟာဖြစ်တဲ့အတွက်ကြောင့်နောက်ပိုင်းဟာလည်းပြန်ပါလာမှာဖြစ်တဲ့အတွက်တစ်ချက်တော့မှတ်စီခြင်းနဲ့ဘာသာရှိအပေါ်မှာပြခဲ့တဲ့ example လိုမျိုးဘာသာရှိတော့ခါစားကျွန်တော်ရဲ့ဒီこのခါစားဒီထီ私のカバンကျွန်တော်ရဲ့အိတ်အဲ့လိုမျိုးအတွဲလိုက်လေးတွေကကြတော့နောင်ဖြစ်ပါရဲ့ဆိုတဲ့အကြောင်းတော့ကိုကတစ်ချက်တော့ example လေးနဲ့တော့ကွာကျင့်ထားလို့ရှိရင်တော့အဆင်ပြေမယ်ပေါ့နော်はいこれそれあれは何ですか誰ですか何ですかဒီဟာဟိုကဟာကဘယ်ဟာလဲဘယ်သူလဲနောင်ဖြစ်ပါသလားအဲ့လိုမျိုးလေးပြောရဲဆိုလို့ရှိရင်ဒီမှာဒါရှိတစ်ချက်တော့ပြန်ပြောပြီးမယ်နော်အဲ့ဒါလေးကိုရှုပ်သွားမှာဆိုလို့အလယ်မှာ私တို့ WH question ဖြစ်တဲ့အမေးစလုံးတွေလည်းထည့်လို့ရတယ်လို့ noun ထည့်လို့ရရဲဆိုတဲ့အကြောင်းကိုလည်း私ဒီမှာပြထားပြီးရပေါ့နော် example လေးပြထားပြီးရ何ですかဒီこれは何ですかဒါကဘာလဲလို့ပြောလို့လည်းရတယ်လို့あれは山田さんのですかဟိုဟာက山田さんရဲ့ဟာဟုတ်ပါသလား山田さんဆိုတဲ့အတွဲလိုက်山田さんဆိုတဲ့အတွဲလိုက်ကြီးကနောင်ဖြစ်တဲ့လူနောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နောင်လည်းထည့်လို့ရတယ်ဆိုတော့ဘသူဟာမှမသိဘူးဒီကိုကကိုနဲ့သူနဲ့နှစ်ယောက်ပဲရှိတယ်သူဟာလားဆိုပြီးမေးချင်တဲ့အခါမျိုးကြလို့ရှိရင်အဲ့လူရဲ့နာမည်ပဲဖြစ်ဖြစ်နောင်တခုခုပုံကိုထားပါတော့လူပုံကိုပြတဲ့နောင်လေးပဲဖြစ်ဖြစ်ထည့်လို့ရှိရင်တော့ရတယ်ပေါ့နော်ဓာတ်တယ်ဆိုတာကတော့ဘသူလဲလူပုံကိုပြတဲ့ who ဆိုတဲ့ဟာလေးနဲ့အတူတူပဲပေါ့နော်ဟုတ်ခိုးတယ်ဆိုတဲ့နောက်တစ်ခုကခိုးတယ်ဆိုတဲ့あれは何々のですဒီဟာဟိုကဟာက何々ရဲ့ဟာဖြစ်ပါတယ်နောင်ရဲ့အရှိမလည်းအများစုကနောင်ပဲလိုက်သလိုနောင်ရဲ့အနောက်မှာလည်းအများစုကနော့ရဲ့အနောက်မှာလည်းအများစုကနောင်ပဲလိုက်တယ်ပေါ့နော်はい私အပေါ်မှာပြောသလိုこの傘は私の傘ですဒီထီးကကျွန်တော်ရဲ့ထီးဖြစ်ပါတယ်အရှိမထီးဆိုတဲ့နောင်ပါတဲ့အတွက်ကြောင့်မို့လို့ဒီဟာကထီးဆိုတဲ့ကျွန်တော်ရဲ့ဟာကဘာလဲဆိုတာထီးဆိုတဲ့အကြောင်းအရှိမပါပြီးသားမို့လို့အနောက်မှာလည်းထီးဆိုပြီးတော့နောင်ကထပ်ထည့်စရာမလိုလဲရတယ်အဲ့အတွက်ကြောင့်မို့လို့ခိုနိုခါဆာဝါဝတာရှိနော့တက်စ်လို့လည်းပြောလို့ရတယ်ဟုတ်ခိုးတယ်ဆိုတဲ့အားဝဝတာရှိနော့တက်စ်အဲ့လိုမျိုးလေးပြောလဲရတယ်ပေါ့နော်ခိုနိုဆိုနိုအာနိုဝနာနီနာနီဝနာနီနာနီတက်စ်ဒီဟာဒီဟိုကနာနီနာနီကနာနီနာနီဖြစ်ပါတယ်私ခုနကပြောခဲ့သလိုမျိုးこの傘は私の傘ですこのカバンは私のですအဲ့လိုမျိုးလေးလို့ပေါ့နော်私အရှိမပြခဲ့တဲ့ဒီစာအုပ်ဒီထီးဆိုတဲ့နောင်ကပါပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ပစ္စည်းကဒီဟာဆိုတာဒီနောင်ဆိုတဲ့ဟာကထပ်ထည့်စရာတော့မလိုဘူးထပ်ထည့်လဲရတယ်ထပ်မထည့်လဲရတယ်私တို့ဖြုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ကိုကပို့ပြီးတော့စကားပြောအဆင်ပြေသွားမှာပေါ့နော်ထက်ထည့်လဲရတယ်ဘာမှတော့မဖြစ်ဘူးပေါ့နော်ဟုတ်ဒီဟာကြတော့私တို့ chapter 2ခိုးရဲဆိုတဲ့အားနဲ့ခိုးရဲဆိုတဲ့အားနဲ့ကိုနိုဆိုနိုအားတို့အဓိကရှင်းလင်းသွားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဟုတ်私နောက်ပိုင်းမင်းတို့ညီဟွန်ကိုရဲ့ grammar လေးတွေကိုလည်းဆက်ပြီးတင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တစ်ချက်လောက်စောင့်ကြည့်ပေးကြပါဦးเนาะはい皆さんまたねバイバイ